ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဖျားကြီးအဝိဇ္ဇာမဝိဇ္ဇာတို့တစ္ဆာတရားတော်များ MP3 161တရားအနှစ်ချုပ်များ161 1နှစ်တက်မှုရှိရင်ဒုက္ခဖြစ်မယ်ဝိကျွေးကိုညံနဲ့ဆက်နီးတရက်တလ1962ခုနှစ်အမရပူရ53မိနစ်29စက္ကန့်တိုက်တွန်း plus အတန်ကောင်း plus အခုကိုတက်တန်းဟာတာရဏပဲနှက်ပြန်သေးရင်တာရဏနဲ့ငါဦးစားကွဲတာပဲမြင်နေဆိုနှစ်တက်မှုတဏမလာအောင်မြင်တဲ့အစင်းသို့မဟုတ်မြင်စိတ်ကိုအနှိမ့်ဆရှုအရှုခံကဖြစ်ပြက်ရှုတာကမဲ့တဏမလာအောင်လုံနိုင်ရင်သမုဒိယချုပ်၍ဒုက္ခချုပ်ပါတယ်တဏလာရင်သမုဒိယဖြစ်၍ဒုက္ခဖြစ်တယ်တဏလာရင်ခန္ဓာနဲ့အပယ်မှာကျွေးဆက်ရမယ်ခန္ဓာနဲ့တစ်ခါဆက်မိရင်ပြန်ရဲမရှိဘူးဉာဏ်နဲ့ဆက်ရင်သွားကိုမသွားရဘူးဝိပဿနာအလုပ်ပဲကဲမဲယူမဲတူရှိတော့တယ်မဲ့ဉာဏ်ဝင်လာရင်ငရဲမီးငင်း၍ငရဲအိုးသိမ့်တယ်အပယ်စိတ်ချရတဲ့ပထမမဲ့ရအောင်လုံးမပဲဆိုတဲ့စိတ်ထားမွေးကြပါဟိုနေ့မှဒီနေ့မှဆိုတာမလုတ်ဖြစ်အောင်ကိလေသာကကန့်ကွက်တာကိလေသာကအိမ်မှာအုပ်ချုပ်ပြီးနေတော့ဉာဏ်မဝင်နိုင်အောင်အမြဲကန့်ကွက်နေတယ်ကိလေသာဟောချက်ကိုဟုတ်ပမှန်ပလိုက်နေတာနဲ့အနစ်နာကြီးနစ်နာနေရတာကောက်จิตကကောက်จิตတဲ့အထဲမှာကိလေသာအကောက်จิตဆုံးကိလေသာစင်ကြယ်လဲတာကိုနားထောင်မနေပါနဲ့တွားကျိုးဆံဖြူငယ်မူတွေပျောက်တာတောင်မှကိလေသာခိုင်းတာကိုပြပြတလဲလုံနေတာမပါသေးလို့ဆိုတာအထင်ရှားဖြစ်နေတယ်ကိုစိတ်မချရတဲ့အလုပ်နဲ့တင်းသိမ်မနေပဲစိတ်ချရတဲ့အလုပ်ကိုကိုယ်ပိုင်ရအောင်လုပ်ပါ